ဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုလို့ရှိရင်ကြောမသွားပါနဲ့စုံအောင်ထိနားထောင်သွားပါမင်္ဂလာပါဇွန်လ9လပိုင်းအတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအတွက်ကံကြမ္မာစိုးကောင်းနေတလစာဆောင်ရန်ရှောင်ရန်များကိုကျွန်တော်တဲတော်နမိတ်ကများဖြင့်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အလောက်ကန်ရနေပြီးတော့စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ9လပိုင်းမှာအလောက်ကင်နေနဲ့ပတ်သက်ပြီးတော့နေရာပြောင်းရွှေ့ရတာမျိုးလေးတွေကြုံရတတ်တယ်။နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာကိစ္စလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ်။အဲ့တော့အလောက်ရှောင်ထားတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဆိုလို့ရှိရင်အလောက်ရရှိမယ်အင်တာဗျူးဖြေဆိုထားတဲ့သူတွေဆိုလို့ရှိရင်လည်းအင်တာဗျူးအောင်မြင်မယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာအလုံးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်မှာအထက်လူကြီးကိုကြီးဆောင်မတာမျိုးလေးတွေကြုံရတတ်ပြီးတော့လက်အောက်ငယ်သားတွေကြောင့်စိတ်ညစ်စရာစိတ်ရှုပ်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ9လပိုင်းမှာအလောက်ကင်နေနဲ့ပတ်သက်ပြီးတော့ခေါင်းအေးထားပြီးတော့စဉ်းစားပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်တော့အလောက်ကင်နေနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းလေးတွေအစဉ်ပြေမှုလေးတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ9လပိုင်းမှာဆိုလို့ရှိရင်ငွေကြေးကံတွေနဲ့အားကောင်းနေတယ်တင့်တင့်နေတယ်ဆိုပေမဲ့လည်းပဲဝင်ငွေကံလေးတွေအနေနဲ့အားကောင်းနေပေမဲ့လည်းပဲမိတ်ဆွေတို့အနေနဲ့ထွက်ငွေများနေတာမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာလေလွှဲမှုဖြစ်စေမဲ့ကိစ္စမျိုးတွေကိုလောက်ကင်ခြင်းမျိုးတွေရှောင်ရှားတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အာမခံပေးရတဲ့ကိစ္စမျိုးလေးတွေရှောင်ရှားတဲ့အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဇကားပြောရဆိုရတဲ့ကိစ္စမျိုးလေးတွေကြုံရမယ်ဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဆုံးရှုံးစရာကိစ္စလေးတွေအမှုခင်းဖြစ်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီ9လပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးတွေကတော့ဂယုစိုက်ပြီးတော့နေထိုင်တဲ့ဒါတလတာပဲဖြစ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ9လပိုင်းမှာပမာဏများသောငွေကြေးတွေနဲ့ရင်းနှီးမြှုပ်နှံတာမျိုးတွေကိုရှောင်ရှားတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုးချဲ့တာမျိုးလေးတွေစိုင်ခွဲဖွင့်တာမျိုးတွေကိုမလုပ်ဆောင်သင့်ပါဘူးဒီ9လပိုင်းမှာလုပ်ငန်းတစ်တွေတိုးချဲ့တာမျိုးတွေကိုလောက်ကင်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့မျှော်မှန်းထားတာကတမျိုးဖြစ်လာတာကတခြားနဲ့เนาะဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့အံဝင်ခွင်ကြမဖြစ်ပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့เนาะခုနလမ်းလွဲသွားတာမျိုးလေးတွေမိမိရည်ရွယ်ရာကိုမရောက်တာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ9လပိုင်းမှာလှောင်ကုန်တွေနဲ့ပတ်သက်ပြီးတော့လောက်ကင်နေရတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဆိုလို့ရှိရင်လှောင်ကုန်တွေနဲ့ပတ်သက်ပြီးတော့အရှုံးပေါ်တာမျိုးလေးတွေကြုံရတတ်တယ်မိတ်ဆွေတို့အနေနဲ့ဒီလောင်ကုန်တွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်အဲ့ဒီလုပ်ငန်းတွေကိုလောက်ကင်နေတဲ့သူတွေဆိုလို့ရှိရင်တော့တတိထားပြီးတော့ဒါလောက်ကင်ရမှာပဲဖြစ်ပါတယ်အဲ့တော့အချင်းချင်းနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာအဆက်အသွယ်ပြတ်တောက်နေတဲ့ဒီသမီးစားငယ်ရွယ်သူတွေဆိုလို့ရှိရင်အဆက်အသွယ်တွေပြန်လည်ရရှိပြီးတော့မသိမြတ်နေတဲ့ဇုံတွဲတွေဆိုလို့ရှိရင်ဒီ9လပိုင်းမှာအချင်းချင်းနဲ့ပတ်သက်ပြီးတော့တာယာကြည်နူးစရာကိစ္စလေးတွေကြုံရမယ်ဒါတလတာပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးငယ်ရွယ်သူတွေအနေနဲ့စိတ်ခံစားချက်ကိုရှေ့တန်းတင်တာမျိုးလေးတွေကိုဒီ9လပိုင်းမှာရှောင်ရှားတင်ပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်တော့အချစ်ရတဲ့ပတ်သက်ပြီးတော့ตาရစရာကိစ္စလေးတွေဝမ်းသာစရာကိစ္စလေးတွေကြည်နူးစရာကိစ္စလေးတွေကြုံရမှာပဲဖြစ်ပါတယ်အဲ့တော့အိမ်တော်ရှင်တွေအနေနဲ့ဆိုလို့ရှိရင်ဒီ9လပိုင်းမှာဆိုလို့ရှိရင်မိမိရဲ့အိမ်တော်ဘက်ကမိမိပြောတယ်ဆိုတဲ့ဟာတွေပေါ်မှာနားလည်မှုလွဲတတ်တယ်အဲ့တော့မိမိတို့ဒီတနင်္ဂနွေသားသမီးအိမ်တော်ရှင်တွေအနေနဲ့ဆိုလို့ရှိရင်ခောက်ရတခြားရှရတလွဲလေးတွေဖြစ်တတ်တယ်ဒီမိမိတို့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ကြောခိုင်းစရာကိစ္စလေးတွေကြုံရတတ်တယ်အဲ့တော့မိမိရဲ့အိမ်တော်ဘက်ကစိတ်ဆိုးပြီးတော့အိမ်ပေါ်ကနေဆင်းသွားတာတို့တခြားတနေရာကိုထွက်သွားတာတို့ကြုံရမယ်ဒါတလတာပဲဖြစ်ပါတယ်အဲ့တော့အိမ်တော်ရှင်တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီ9လပိုင်းမှာဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ဇကားများများပြောဆိုခြင်းတွေကိုရှောင်ရှားပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်တော့အိမ်တော်ရေးမှာခုနအဖူးထေးဖြစ်စရာကိစ္စလေးတွေကင်းဝေးစေမှာပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့လူမှုရေးကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်မိမိရဲ့ပန်းဝင်းကျင်မှာเนาะ
ကိုကဘလောက်ပဲစေတနာထားပြီးတော့လောက်ပဲပေးပေးကို့ပေါ်မှာအထင်မြင်လွဲမားတာမျိုးလေးတွေကိုတပုတ်လေလွင်ပြောဆိုတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ9လပိုင်းမှာဆိုလို့ရှိရင်တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တတိထားပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်တော့စိတ်ဆင်းရဲစရာကိစ္စလေးတွေကင်းဝေးစေမှာပဲဖြစ်ပါတယ်အဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အင်တိုင်းအားတိုင်းလောက်ကင်ခြင်းမျိုးတွေကိုရှောင်ရှားသင့်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ9လပိုင်းမှာဆိုလို့ရှိရင်မီးအပူလောင်တာတို့ရနွေးအပူလောင်တာတို့ဓာတ်လိုက်တာတို့เนาะဥဝတ္တပေါက်တာတို့ဥရောင်ငန်းများဖြစ်တာတို့အစာအိမ်ရောင်တာတို့ဖြစ်တတ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ9လပိုင်းမှာကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့သတိထားပြီးတော့နေထိုင်တဲ့တွင်းအောင်သားတွေကလေးစားတွေကိုရှောင်ရှားသင့်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆေးဝါးမလိုက်တာမျိုးလေးတွေနေရနှံ့သွားတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆေးကန်းတွေပါတွေပြမယ်ဆိုရင်တော့ဗုဒ္ဓဝူးနေကိုတော့ရှောင်ရှားပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗုဒ္ဓတနင်္ဂနွေသားသမီးမိတ်ဆွေတို့ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာသင်ကြားရေးပိုင်းတွေမှာအစင်မပြေတာမျိုးလေးတွေကြုံရတတ်ပြီးတော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်ထွေးစရာကိစ္စလေးတွေကြုံရတတ်တယ်အဲ့တော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ပေါင်းကိုပေါင်းတင်တဲ့ဒါတလတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ9လပိုင်းမှာအရေးကြီးကိစ္စတွေကိုသွားရောက်မယ်ဆိုလို့ရှိရင်3ညကတ်နေတဲ့နေ့တွေကိုရှောင်ရှားပေးရမယ်10ရက်20ရက်30ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုလှုပ်ဆောင်ခြင်းမျိုးကိုရှောင်ရှားသင့်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်6ရက်15ရက်24ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့အကူအညီကောင်းလေးတွေဆက်သွယ်ကောင်းလေးတွေကံတရားရဲ့ထောက်ပံ့လေးတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အသုံးဆောင်ပစ္စည်းအဝတ်စားတွေမှာအနက်ရောင်ပါသောเนาะဒီအနက်ရောင်ပါသောကာလာတွေကိုရှောင်ရှားသင့်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားတဲ့အခါမှာပန်းရောင်ပါသောအပြာရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်မယ်ဆိုလို့ရှိရင်เนาะကံတရားရဲ့ထောက်ပံ့တွေကိုရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ9လပိုင်းမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့6နာရီရနေပြီးတော့9နာရီခွဲအတွင်းမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလက်ဖက်ထမင်းတစ်ပွဲနဲ့လက်ဖက်ရည်တစ်ခွက်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုတေချာလေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ9လပိုင်းမှာအစိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံပြီးတော့ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်စူးတောင်းမြတ်တာပို့သားရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအတွက်တလစာဟောစတန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်